ကားမိုးတက်တဲ့သူတွေဘာတွေဆောင်ပြီးဘာတွေရှောင်ရမှာလဲပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒေါက်တာလလီဖိရှ်ကနေပြီးတော့ပြန်လည်လို့ကြိုဆိုပါရရှင်ကားမိုးရဲဆိုတာဖြစ်လာတဲ့အချိန်မှာတကယ်ကိုခံစားရခက်တဲ့ဝေဒနာတစ်ခုပဲဖြစ်ပါတယ်ခီးမကြာခဏသွားတက်တဲ့သူတွေအတွက်ကတော့ဒီလိုဖြစ်တယ်ဆိုရင်အမြဲအခက်ကြုံနေရမှာပါအဝေးပြေးကသင်္ဘောလေယာဉ်တို့တင်မကပဲဘတ်စကားစီးရင်နဲ့ဖြစ်တဲ့သူတွေလည်းရှိပါတယ်တချို့ဆိုရင်ကစားကွင်းမှာရှင်တစ်ခုခုအပျော်စီးရင်တောင်မူးပြီးတော့အန်တက်ကြပါတယ်ခီးသွားစဉ်မူးဝေအော်အန်ဖြစ်ခြင်းဖြစ်ရတာကမျက်စိရမြင်တဲ့အတိုင်းအုံနောက်စီကိုပို့လို့တဲ့အာယုံကြောစနစ်ရဲ့ပေးပို့ချက်နဲ့ကိုခန္ဓာရဲ့ဘယ်ညာအရှိအနောက်လှုပ်ရှားရွေ့ရှားမှုဖြစ်စဉ်ကိုနားတွင်အင်္ဂါအစိတ်အပိုင်းကိုပို့လို့ပေးတဲ့ပေးပို့ချက်တွေသဟဇာတမဖြစ်ခြင်းကြောင့်မိုးဝေအော်အန်ဖြစ်စေတာဖြစ်ပါတယ်ဘသူတွေမှာပို့ပြီးတော့ဖြစ်တတ်တယ်လဲဆိုရင်တော့အသက်2နှစ်ကနေ12နှစ်အတွင်းကလေးတွေနဲ့ကိုဝင်ရှိသူတွေမှာပို့ပြီးတော့ခံစားရလိမ့်ရှိပါတယ်။နောက်ပြီးတော့စိတ်ပူပန်မှုနဲ့ကြောက်စိတ်ပြင်းထန်သူတွေမှာပို့ဖြစ်တတ်ပါတယ်။စီးနှလာတဲ့ရင်အတွင်းလေဝင်လေထွက်မကောင်းခြင်းအနောက်ဘက်ခြမ်းမှာထိုင်ရခြင်းသို့မဟုတ်ပရင်းပေါက်ကိုမမြင်ရခြင်းစတာတွေကပိုမူးစေတဲ့အကြောင်းရင်းတွေဖြစ်ပါတယ်။ခေါင်းမူးတဲ့အခါမအီမသာဖြစ်တာခေါင်းနောက်ပြီးတော့ပြုတ်အန်တာတွေကတော့အဖြစ်များဆုံးလက္ခဏာတွေပါ။ချွေးစည်းတွေထွက်တာခေါင်းကိုက်တာတွေလည်းဖြစ်ပါတယ်။အဲဒီတော့ခေါင်းမူးတာကိုကာကွယ်ဖို့ဘာတွေလုပ်သင့်လဲဆိုရင်တော့နံပါတ်1စိတ်ကိုလျှော့ထားပါ။များသောအားဖြင့်ဒီလို motion sickness ကြောင့်ဖြစ်တဲ့မူးတဲ့လက္ခဏာတွေကအကြာကြီးဖြစ်လိမ့်မရှိပါဘူး။ဒါကြောင့်အရင်ကြီးစိတ်မပူပဲတနိုင်သလောက်စိတ်ကိုတက်တောင့်တက်တာဖြစ်အောင်ထားသင့်ပါတယ်။နံပါတ်2တခြားတစ်ခုခုကိုပြောင်းပြီးအာယုံဆိုင်ဖို့ကြိုးစားပါဥပမာအသက်ကိုရှူသွင်းရှူထုတ်တဲ့နေရာမှာပဲအာယုံစိုက်ထားတာမျိုးတစ်ကနေတရာအထိဖြစ်ဖြစ်စိတ်ထဲမှာရေထွက်နေတာမျိုးတချင်သားထောင်တာမျိုးတွေနဲ့အာယုံပြောင်းကြည့်နိုင်ပါတယ်တခါတလေမှာမျက်လုံးမိတ်ထားတာကလည်းအကူအညီဖြစ်စေပါတယ်နံပါတ်3လေကောင်းလေတန်းရအောင်နေပါအလုံးပိတ်ကားတွေထဲမှာ motion sickness ကြောင့်မိုးလာပြီဆိုရင်လေကောင်းလေတန်းရအောင်ပရင်းပေါက်ဖွင့်တာမျိုးလေရအောင်လုပ်တာမျိုးလုပ်သင့်ပါတယ်နံပါတ်4မိုးရာတွေတက်တာအောင်နေရာပြောင်းသင့်ရင်ပြောင်းပါဥပမာကားစီးနေတယ်ဆိုရင်လည်းပို့ပြီးတော့လှုပ်ရှားနိုင်တဲ့ကားနောက်ပိုင်းသားမှာထိုင်နေမယ်ဆိုရင်အရှိကိုပြောင်းထိုင်တာမျိုးသင်္ဘောလှေစတာတွေစီးနေမယ်ဆိုရင်လည်းလိုင်းတွေကိုမြင်နေရတဲ့အစွန်အဖျားထက်ပို့ပြီးတော့ငြိမ်တဲ့အလဲပိုင်းကိုပြောင်းသင့်ပါတယ်တချို့တွေကလဲလောင်းလိုက်ရင်ပို့ပြီးတော့တက်တာတဲ့အတွက်နေရာအဆင်ပြေရင်လဲလောင်းကြည့်တာမျိုးလည်းလှုပ်ကြည့်နိုင်ပါတယ်နံပါတ်5စာဖတ်တာဖုန်းသုံးတာကိုလုံးဝမလုပ်သင့်ပါဘူး။မျက်လုံးဖွင့်ထားမယ်ဆိုရင်တောင်မျက်လုံးနဲ့တန်းနဲ့ဟိုးအဝေးတနေရာကိုကြည့်နေသင့်ပါတယ်။နံပါတ်6အစားကိုချင့်ချိန်စားပါ။အရက်စလိနဲ့အစာကြည်ဖို့ခက်တဲ့အစားအစာတွေကိုရှောင်ပါ။အနံ့ပြင်းတဲ့အစားအစာတွေဆက်တဲ့အစီများတဲ့အစားအစာတွေကကောင်းမှုတဲ့လက္ခဏာကိုပိုဆိုးစေတတ်ပါတယ်။ခရက်ကာပေါင်မုတ်ငပြောသီးစတာတွေကကောင်းပါတယ်။ရေဓာတ်မဆုံးရှုံးရအောင်ရေသို့မဟုတ်အချိုရည်တောက်ပါ။ကက်ဖင်းဓာတ်ကိုရှောင်ပါ။နံပါတ်9ကားမှုပြောက်စေးတောက်ပါကားမှုရာတင်မကပဲလှုပ်ရှားမှုကြောင့်မူးဝေတဲ့သူတွေအတွက်အထူးထုတ်လုပ်ထားတဲ့ဆေးဝါးရှိတဲ့အတွက်အဲလိုဖြစ်တဲ့သူတွေတောက်သုံးလို့ရပါတယ်မူးဝေ ONR ကိုအမှန်တကယ်ဟန်ထားပေးနိုင်တဲ့ Diamond Hydronate ပါဝင်တဲ့ဆေးတွေကိုကားသင်္ဘောလေယာဉ်မစီးခင်နိုင်ဝက်အလိုမှာကြိုတင်ပြီးတော့တောက်သုံးထားတင်ပါတယ်နိုင်ဝက်လောက်အလိုမှာဆေးတောက်ထားလိုက်မယ်ဆိုရင်တော့ခီးစဉ်တစ်လျှောက်လုံးမူးဝေအော်အန်ခြင်းတွေမဖြစ်အောင်ကာကွယ်ပေးနိုင်တဲ့အတွက်မူးဝေအော်အန်လို့အဆက်ကွဲရစိမ့်ညစ်ရဖြစ်နေတဲ့သူတွေအတွက်တကယ်ကိုအားကိုးရာဖြစ်စေပါလိမ့်မယ်တကယ်လို့တင်ကကားမှုတက်လို့စိမ့်ညစ်နေရတဲ့သူဆိုရင်တော့ဒီနီလိုင်းကတင်အတွက်အမှန်တကယ်အဆင်ပြေစီမှာပါ Diamond Hydronate ပါဝင်ထုတ်လုပ်ထားတဲ့ဆေးဝါးတွေကိုဆေးဆိုင်တွေမှာအလွယ်တကူဝယ်ယူလို့ရနေပြီဖြစ်ပါတယ်ဒါကြောင့်အခုပြောခဲ့တဲ့နီလန်းလေးတွေအတိုင်းလိုက်ပါလို့ဆောင်ကြည့်ပြီးတော့မူးဝေကင်းစင်ပျော်ရွှင်စရာကောင်းတဲ့ခီးစဉ်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေဗီဒီယိုလေးကိုအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဒီဗီဒီယိုလေးကပရိသတ်ကြီးအတွက်အကျိုးတစ်စုံတစ်ရာရှိစေရဆိုရင်တော့ like and share လေးနဲ့အားပေးသွားပါလို့လည်းတောင်းဆိုချင်ပါတယ်အားလုံးပဲအချိန်တိုင်းနေ့ရက်တိုင်းမှာကျန်းမာပျော်ရွှင်တဲ့ဘဝတွေကိုကိုစီပိုင်ဆိုင်သွားနိုင်ကြပါစေရှင်